တာလက်တာပေါ့သူကစမ်းသပ်ချင်တာသူအမေကိုပေါ့နော်အမေကိုပြစ်နေတာပြီးနေတဲ့ခါကျတော့ကျွန်တော်ကနေဝေးအရှိကနေကျွန်တော်တွေ့တဲ့ခါကျတော့ကျွန်တော်လက်ကိုအဲ့လိုပြတဲ့ခါကျတော့ကျွန်တော်1အဲ့ဒါ1ပြတာကျွန်တော် bell ကိုပြတာဟုတ်နော်1ဆိုတဲ့ခါကျတော့သူချက်ချင်းတီးsignal ပြလိုက်တယ် signal ပြတဲ့ခါကျတော့ကျွန်တော်အဖေလက်ကြည့်နော်အဖေလက်အဲ့လို1ဆိုရင်ကျွန်တော်2 3မတော်ဘူးဆိုတော့အဲ့လိုလည်းပဲဆိုတော့အဲ့လိုကိုကလေးဆိုတော့ချစ်တာပေါ့နော်ကျွန်တော်ဒီအကြောင်းဒီနေ့ထိဆိုရင်ကျွန်တော်ကလေးတွေမိတဲ့ချိန်မှာအိမ်မှာအဖေကနေရဲတာပေါ့နော်အဲ့ဒါတွေစူရင်တာရှိသလားမရှိဘူးပြီးတော့အိမ်မှာငိုတာတွေရှိသလားမရှိဘူးအဲ့ဒါလည်းကျွန်တော်လည်းခုနပြောသလိုမိန်းမနဲ့ယောက်ျားတာမှာပေါ့နော် we have to be on the same page ငယ်ကလေးကမစူဘဲနဲ့ဒီလိုထိန်းလာတော့ကြီးလာတဲ့အချိန်မှာဟိုငါတို့နေရှင်တယ်လို့နေလို့ရပြီဆိုတာမျိုးအဲ့လိုမျိုး action တွေလုပ်သလားဘလို့အခုဆိုသူတို့စေကျော်သက်တွေရောက်တယ်နော်ဆိုတော့အဲ့ဒီအချိန်မှာဘလို့ challenge တွေကြုံတွေ့ရလဲပြီးတော့ဘလို့ဖြေရှင်းခဲ့လဲ Okay ကိုကကျွန်တော်ကိုယ်ကနေကျွန်တော်ကိုမွေးစားတဲ့အဖေမေကိုကျွန်တော်50ကျော်ပြီသူတို့တခါမှဒီနေ့ထိစကားကိုတုံ့ပြန်လို့မရှိဘူးဟို talk back ပေါ့နော်ကျွန်တော် sorry ကျွန်တော်လည်းပုံမှန်စကားပြန်ပြောတာမရှိဘူးပြန်ပြောတာဒီဟိုပြီးစိတ်ဆူမှတုံ့ပြန်လို့မရှိဘူးအားလုံး listen တဲ့ခါကျတော့ကျွန်တော်ကလေးတွေကိုကျွန်တော်ပြောတယ်ပြီးတော့ကျွန်တော်ကလေးတွေကိုဖျားချောင်းကနေပြီးအိမ်မှာပဲဖြစ်ကျွန်တော်ကြီးဆူတောင်းတဲ့ချိန်မှာအဲ့လိုပဲပြောတတ်တယ်မိဘကိုဖျားကျန်းစာထဲမှာလည်းရှိတယ်မိဘကိုယူတည်ဖို့ပေါ့နော်အဲ့တော့ပဲကျွန်တော်လည်းအခုအဖေလည်းကိုရဲ့နင်တို့ရဲ့ဖူးပွားကိုဒီနေ့ထိပြီးတော့မှစကား talk back မလုပ်ဘူးအကြောင်း I did not expect a talk back from you guys you three လို့ဆိုမှကျွန်တော်ပြောတဲ့ခါကျတော့သူတို့လည်းဒီနေ့ထိ talk back တော့မရှိဘူးဒါပေမဲ့တခုတော့ရှိတာတော့အမေကြတော့သူကကျွန်တော်ကိုယူတည်တယ်တော့မယူတည်ဘူးဒါကြတော့ကျွန်တော်ထင်တော့အမေရလည်းကိုဘက်ထဲမှာကိုလာလုံးမှာလည်းခါကြတော့အဲ့ဒါကြောင့်ဒီဆိုတော့အဲ့ဒါကြောင့်ကျွန်တော်သူတို့ပြောဆိုရင်အဖေကိုယူတည်တယ်လို့အမေကိုကျွန်တော်အဖေထက်အစနှစ်ဆပေါ့နော်ယူတည်ရမှာပေါ့ဆိုတော့အမေကနေဒီလိုငယ်တော့ကနေအားလုံးကိုကြည့်ရှုရလို့အမေပဲဆိုတာပြောတဲ့ခါကျတော့အခုတော့တော်တော်လေးတော့ဆင်ပြေတယ်အဲကြောင့်ဒီ the bottom line ကြတော့ကျွန်တော်ဖျားရမှာပဲကျွန်တော်တို့ပြောအဲ့လိုလည်းပြောတယ်ကျန်းစာနဲ့လည်းပြောတဲ့ခါကျတော့လေတို့ဖျားเจ้าမှာလည်းကျန်းစာကြောင်းတင်တယ်လေဟုတ်ကဲ့ဆိုတော့အဲ့လိုနဲ့ပဲဒီ communication ကျွန်တော် the bottom point of communication ဟုတ်ကဲ့လက်မပါရဘူး bottom ပါရဘူး time out very powerful ဆိုတော့ဒီနေ့ထိကျွန်တော်တို့တဲ့ပုံအကူအိမ်မှာဆိုလည်းကိုကျွန်တော်တို့စီဝေလို့မဆိုရင်စူတောင်းလို့မဆိုရင်ကျွန်တော် text လုပ်ရုံနဲ့9:15မှာအဖေခါမှလာပါအဖေမိခါမှလာပါဆိုသူတို့ရောက်လာတာဟုတ်ကဲ့စုခုမလို့အဲ့ဒါလည်းငယ်ကလေးကနေနော်လို့ရခါကြတော့ပြီးတော့တန်ရှင်းဆိုလည်းအဖေဆိုတော့အားလုံးကိုသူတို့ဘာကလေးကနေသူတို့ဒီအသက်အရွယ်အရာကလေးကနေတမင်းနဲ့ချက်တာလည်းတင်ပေးတယ်တပည့်စီလည်းတင်ပေးတယ်အဝတ်လျှော်ရအောင်တင်ပေးတယ်သူတို့ဘာသာအလုံးလို့အဲ့လိုလုပ်ခိုင်းတဲ့ခါကြတော့ကိုသားသမီးဆိုတော့နောက်ပိုင်းမှာတွေ့ပေါ့နော်တင်ပေးရတယ်ဒါကြောင့်ချစ်လို့ရှိရင်ဆိုတော့ဟုတ်ကဲ့အရန်ကြိုက်တယ်ကျမတို့ဒီမြန်မာအေးရှားဘက်ကအတွေးခေါ်ချစ်လို့ရှင်ဘာမှမခိုင်းရဘူးမခိုင်းရဘူးပေါ့နော်အဲ့လိုမျိုးဒီကျမတို့ကအဲ့လိုအတွေးတတ်တယ်ဆိုတော့ဒီအခုကိုတို့ပြောသလိုပဲချစ်လို့ရှင်ကျမတို့ကသူသင်ပေးရမယ်သူတို့ကိုဒီတကယ် real life ရောက်သွားတဲ့အခါမှာသူတို့တထေးတွေကခိုင်းမယ်သူများလက်အောက်မှာ manager တွေလက်အောက်မှာလှုပ်တဲ့အခါမှာလှုပ်တတ်အောင်အဲ့ဒါလေးတွေအင်ကနေပြီးတော့စပြီးတော့မှလေ့ကျင့်ပေးတာအရန်ကောင်းတယ်နောက်ပြီးတော့ခုနကတော့ကိုတို့ပြောတဲ့ communication ပေါ့နော် communication စကားနဲ့ပြောလို့ရတယ်ခလေးတွေကိုကျမတို့ရိုက်စရာမလိုဘူးဆိုတဲ့ဟာလေးပေါ့နော်ဒါပေမဲ့အဲ့ဒါကသူငယ်ကလေးကလေ့ကျင့်လို့ဖြစ်တယ်ဆိုတော့အဲ့မှာကျမတကယ်သဘောတူတာပေါ့နော်အဲ့ဒါကျောင်းမှာလုပ်တဲ့နီးစနစ်ကိုအိမ်မှာပြန်ပြီးတော့ကျင့်သုံးတဲ့အခါမှာကလေးရဲ့စိတ်ထဲမှာဒီ expectation ပေါ့နော်သူဒီဟာလုပ်လို့ရှိရင်တော့ဒီလိုမျိုးဒဏ်ပေးတာခံရမယ်ဆိုတဲ့အတွေးမျိုးပေါ့နော်ကလေးကနားလည်သွားတဲ့အခါမှာဒီသူကဘယ်ဟာကိုရွေးချယ်ရမလဲဆိုတော့သူကောင်းကောင်းစဉ်းစားတတ်သွားတယ်ဆိုတော့ဟုတ်တယ် consistency ပေါ့နော် consistency ကအရင်အရေးကြီးတယ်ကျမတို့လက်နဲ့ပဲပြောပြီးတော့ဘာကြောင့်မလို့ဒီမှာအပြစ်ပေးတာလဲဆိုတာမျိုးမထိုင်ဘယ်လိုခေါ်မလဲမရှင်းပြတာလဲအဲ့ဒါလဲခုနပြောသလိုမျိုးလူကိုစိတ်ဆိုးခိုင်းတယ်လို့ပြောတာလေနော်ဆိုတော့အဲ့ဒါကျမတို့
ပို့ပြီးတော့မှခုနောက်ပိုင်းမှာမိဘတွေကကျမတို့ရဲ့သားသမီးတွေကိုဟိုဘယ်လိုခေါ်မလဲသူတို့ကိုဒဏ်ပေးတယ်ဆိုလို့ရှိရင်လည်းဘာကြောင့်ပေးတယ်လဲဆိုတာမျိုးတွေပြောသင့်တယ်ပြီးတော့ဘလို့ကိုတူတူကဘလို့ထင်လဲကိုတူတူကတော့ဘလို့ကော consistently ပေါ့ပုံမှန်အဲ့လိုပဲသူတို့နားမထောင်ဒီလိုလုပ်မယ်ဆိုတာသင်ပေးတယ်ဆိုတော့တချို့တွေကသင်ပေးလိုက်ဒီနေ့သူတို့စိတ်ဟိုဖြစ်တယ်ဆိုရင်ဒဏ်ပေးလိုက်နောက်နေ့ပျော်လို့ရှိရင်တော့ဘာမှမဖြစ်ဘူးဆိုပြီးတော့ဒီလုံနေကြအမှားတစ်ခုကိုအဲ့လိုပဲဒဏ်ပေးတယ်အဲ့လိုမျိုးပေါ့ consistency မရှိတာဘယ်လိုမြင်လဲ consistency မရှိတာတော့ဒီကလေးတွေကလည်းပြောကြပြောသလို they are very smart ခါကြတော့ဒီ consistency မရှိလို့ရှိရင်တော့ဒီ effective တင်တယ်လို့နော် effective မဟုတ်ဘူးပြီးတော့အခုကျွန်တော်ခုနပြောသလိုကျွန်တော်ဆိုလည်းဒီအားလုံးတော့ perfect ပါဘူးနော်အဲ့ဒီမှာဒီသူကno one is perfect but ဒီကိုသားတွေချစ်လို့ရှိရင်တော့ကိုကပဲပြောပိုင်ခွင့်ရှိတယ်သူများနေကိုကမပြောဆိုရင်သူများနေကိုရဲ့ကလေးကိုမုန်းခံတယ်ဘာလို့ဆိုကလေးတွေဆော့မယ်ဆိုတော့နော်အဲ့ဒါတွေမခံချင်မှုဆိုရင်အကောင်းဆုံးကတော့အင်္ဂါပြောသူများရှိမှပြောဖို့မလိုအောင်ပြီးတော့ဒီဖျားကြောင်းသွားရဆိုတဲ့ခါကျကျွန်တော်ဖျားကြောင်းသမားရဆိုတော့ဖျားကြောင်းသွားလို့ရှိရင်ဒီ parking မှာနောက်ဆုံးဒီမိုင်းလို့ပါဒီမိုင်းလာကြပြီးဆိုသူတို့တည်တယ်ပြီးတော့ကိုကိုလို့ရှင် action ကိုလို့လိုက် action ဆိုတာတော့ရိုက်ဖို့မဟုတ်ပဲနဲ့ time out ကိုသူများကျွန်တော်ဆိုရင်တားလာတာနည်းနည်းလေးဟိုပေါက်ပြန်တတ်တယ်ငယ်တော့ပေါ့နော်ဆိုတော့ so theပြောဆိုရင် if you don't listen to me you're going to see me as soon as I say one if you don't listen to me I'm going to give you time in front of people သူများရှိမှဆိုသူတို့ရှက်တယ်လေဆိုတော့သူကကျွန်တော် action လုပ်တဲ့ခါကျတော့အိမ်မှာဆိုရင်လည်းဒီတစ်ခုပြောမှဆိုရင်တခါတော့ဆိုရင်ကျွန်တော်ရုံးကနေပြန်လာတယ်ပြန်လာတဲ့ခါကျတော့ကျွန်တော်တကားဖွင့်တာနဲ့အမွာတရားဟိုဖက်တောင်းမှာအငယ်ရဟိုဖက်တောင်းမှာဆိုတဲ့ခါကျသူတို့တယောက်မိတယ်ဘာဖြစ်လဲဆိုတဲ့ခါကျတော့ကျွန်တော်ရံဖြစ်လို့အမေကနေ time out ပေးတယ်ဆိုတဲ့ခါကျတော့ကျွန်တော်ဒီလိုပြောဆိုရင်အမေကနေ time out ဟိုဘာလဲမြေမခိုင်းမချင်းနင်တို့ကကိုမီလို့မရဘူးဆိုတော့စက်မတက်ရပါဆိုတော့ကျွန်တော်အခါနဲ့တွားတဲ့ခါကျတော့အဲ့ဒါကြောင့်သူတို့ကတည်တယ်တခါတော့ကျွန်တော်မေးတယ်သူတို့လည်းကြည်ရတဲ့ခါကျတော့အဖေတဲ့ဘာဖြစ်လို့အဖေနဲ့မေက all the time you guys agree to one another အဲ့ဒါကျွန်တော်တို့ရှင်းပြတော့ပေါ့နော်ဒီလိုကြည်လာလို့ရှိရင်ဒီအိမ်မှာဘယ်လိုရှိမလဲအဖေမေပဲလေအဲ့ကြောင့်အဲ့လိုနဲ့သူတို့ကိုကောင်းရှင်းပြလို့ရှိရင်သူတို့ကဒီကလေးတွေနာတော့ပေါ့တယ်ပြီးတော့ခုနကျွန်တော်ပြောတာဟိုအိမ်မတန်ရှင်းပေါ့နော်အဲ့ဒါကြီးကဘာဖြစ်လို့တင်ပေးရတယ်လဲဆိုရင်အခုကျွန်တော်တင်ပေးတဲ့ခါကျွန်တော်ကိုယ်လည်းလုပ်တယ်လေတို့တဲ့ခါကျတော့အခုအခြားနေရာမှာလို့ရှိရင်ပူရီမြင်ရှိမှာပေါ့နော်ကျွန်တော်လည်းမြေတာရတယ်ပြီးတော့ဆိုကျွန်တော်တန်ရှင်းတဲ့ဒီဟာတွေလုပ်တဲ့ခါကျတော့ဒါကြောင့်အဲ့ဒါတွေကျတော့ကျွန်တော်မြင်တော့အင်္ဂါနေစားရမယ်လို့ကျွန်တော်မြင်တယ်ယောက်ျားလေးကြောင့်ဘကမစေးရဘူးယောက်ျားလေးကြောင့်တရားမလို့ရဘူးဆိုတာတော့ကျွန်တော်လက်မခံဘူးဆိုတော့ဘာဖြစ်အဲ့လိုလုပ်တဲ့ခါကျတော့အခုတားလက်ဆိုရင်သူတို့လုပ်တယ်တားတော့ဆိုတော့နော်သူတို့ပြောတယ်အလုပ်မှာသူတို့တော်လေးကိုကြိုက်ကြတယ်ဆိုတော့ဆိုရင်အလုပ်လုပ်တာကိုအလုပ်ကောင်းလေးလုပ်တာကိုဆိုတော့နော်အဲကြောင့်ဒီ all everything start ကိုတားတမျိုးချလို့ရှိရင်ကိုဆုံးမရမယ်တင်ရမယ်အဲဆုံးမရမယ်ဆိုတော့ချိန်မှာကျွန်တော်ရိုက်တာမပေါ့ရိုက်တာကျွန်တော်ပြောတော့ဘူးเนาะဆိုတော့ so အဲ့လိုလည်းပဲကျွန်တော်ကိုဘာလို့ကျွန်တော်အဲ့ဒါလေးလုပ်တင်ဆိုရင်ဒီကျွန်တော်လည်းအဖေနဲ့ဒီကျွန်တော်ဒီအခုဒီမှာကျွန်တော်ဖေအဖြူဆိုတော့เนาะဟုတ်ကဲ့တော့ကျွန်တော်ကိုကားအကြောင်းတွေတိပေးတယ်အဲ့တော့ဆိုကျွန်တော်လုံးဝမကြိုက်ဘူးဒါပေမဲ့အဲ့ဒါကိုကျွန်တော်တင်ပြပေးတဲ့ခါကျတော့အခုဆိုရင်ကျွန်တော်ကားတွေအလုံးမြတ်တော့ပြင် minor တွေပေါ့ကျွန်တော်အလုံးပြင်တတ်တယ်အဲ့ဒါကြောင့်အဲ့လိုနဲ့ပဲကျွန်တော်ရဲ့လောကကျွန်တော်ရဲ့ကလေးတွေစီမှာဖက်ဆောင်လို့ရမယ်အခုကငယ်ကလေးကနေကောင်းတဲ့စီမှာပြီးပြီအခုကျတော့သူတို့ရဲ့ဘဝတခုခုပါပေါ့နော် US မှာဆိုရင်ကားမရှိဘူးဆိုရင်ဘယ်သူမှမရဘာလာမရဘူးကားရှိပြီဆိုရင်ဘာလို့ရမလဲကားပြတ်မှာပဲကိုလိုရ maintain လုပ်ရမှာဆိုတော့အဲ့ဒါလည်းဒီယောက်ျားလေးနေနဲ့ဒီတက်ဖို့လို့ဆိုတော့အကြောင်းကိုကျွန်တော်လည်းဒီကလေးကိုတင်ပြနေတယ်ပြီးတော့ကျွန်တော်လိုအပ်ချက်တွေကိုအမျိုးသမီးကျွန်တော်ကိုပြောနေတယ်ခါကြတော့တရားနဲ့တရားကျွန်တော် communication လုပ်တဲ့ခါကြတော့ဒါမဲ့ပြောချင်တာတော့တရားကျွန်တော်တို့တရားအခုကျွန်တော်ပြောလို့ကျွန်တော် perfect လို့ဆိုတော့ကျွန်တော်ပြောဘူးเนาะကျွန်တော်ဒီကိုရဲ့ဒီ
ငယ်တော့မှမကြိုက်တဲ့ဥစ္စာတွေပေါ့နော်အဖေမိတွေမရအောင်ဆိုမှအဲ့ဒါတွေကိုကြိုက်တာများတဲ့ခါကျတော့ကျွန်တော်ကိုယ်တိုင်အဲ့ဒါကြောင့်ကျွန်တော်ကလေးတွေကိုကျွန်တော်မရိုက်ဘူးဒါပေမဲ့ instead communication နဲ့လုပ်တဲ့ခါကျတော့ဒီနေ့အထိဒီတော်တော်လေးအဆင်ပြေတယ်မှာအဲ့ဒါကြောင့်ကျွန်တော်ဒီဆရာမဆိုရနေပြီးခဲ့တဲ့ဟိုပါကျွန်တော် Indianapolis မှာလာတော့အဲ့သူဆရာမဆိုရလို့ဒီ autism နဲ့ပြောပြတယ်နော်အဲ့ဒါပြီးကျွန်တော် information pass on ဆိုခါကျအခုကျွန်တော်ပြောလာတဲ့အချူတွေကယောက်ျားတွေကြတော့ဟိုပကံတွေမစီရဘူးဘာညာအဲ့လိုထင်တဲ့လူကြတော့ကျွန်တော်ပြောတာချက်မှမဟုတ်ဒါပေမဲ့လည်းအိမ်မှုကိစ္စကြတော့အမျိုးသမီးရဲ့လုပ်ပဲဆိုတာမြန်မာပြည်မှာတော့ရှိမယ်အခုလည်းမြန်မာပြည်မှာတော့မှလို့ရှိတော့မထင်ဘူးအားလုံးကပြောင်းပြီဆိုတော့လေဒီမှာကြတော့အားလုံးကအမျိုးသမီးတွေလုပ်ယောက်ျားတွေလုပ်တဲ့ခါကြတော့အဲ့လိုလုပ်ရတယ်ပြီးတော့ကလေးတွေဆိုရင်တယောက်တည်းကနေဆုံးမတယ်မဟုတ်ပဲနဲ့နှစ်ယောက်စလုံးကနေတဘောတူပြီးမှာဆုံးဖြတ်ဒီဆုံးမတယ်ဆိုရင်ကလေးဆုံးမတာဆိုတော့ကျွန်တော်ချစ်လို့လေနော်အဲ့ဒါကြောင့်အဲ့ဒါမိဘရဲ့တာဝန်အဲ့ဒါပဲလို့ကျွန်တော်မြင်တယ်ဟုတ်ကဲ့ပြီးတော့ communication နော် communication ဟုတ်ကဲ့ဆိုတော့ကျေးဇူးအရန်တင်တယ်နော်အခုလိုမျိုးအချိန်ပေးတဲ့အတွက်ကြောင့်မလို့